Enemy Season 3အဆက်ဖြစ်တဲ့တန်နန်းနံမေဂါလီကိုပြောသွားမှာပါchapter 10လေးရတော့ကြောက်တော့ဘာသာပြန်ပြကြပြီးတော့ chapter 82ကနေတော့စထားပါ chapter အစမှာတော့ကိုက်ယူဝစ်စုံနဲ့ထွက်လာကောင်းမလေးနဲ့ Okaru ကိုအဖြစ်ပြက်ကိုမြင်မြင်ကင်တာနဲ့ကြည်ကြည်တယ်တရားကြောင့် level နဲ့မှညစ်ကုန်ပြီမမောကတော့ဗစအဟောင်းသားဖြစ်မျက်လုံးတွေပါပြူကုန်တယ်မမောတရား Okaru ကြောက်ခုံဝင်လိုက်ပြီးမြောက်သားကိုခွဲလိုက်တော့မမောကတော့ကိုက်ယူဝစ်စုံနဲ့ကောင်းမလေးကိုအပေါ်ကနေဖြီထားလိုက်ပြီးမနိုင်ညစ်တော့ကင်တာကတော့ကိုက်ယူဝစ်စုံစီကိုသူ့ဖွင့်တာဆိုတာငိုပြီးတော့အော်နေမမောလည်းကိုက်ယူဝစ်စုံကြည့်ပြီးတော့ဝစ်စုံနဲ့ကောင်းမလေးကိုနင်ကကိုက်ယူပေါ့ Okaru အသားယူရဲဆိုပြီးပြင်းမလို့တော့ကာယူဝဆောင်တဲ့ကောင်မလေးကတော့ဒူသားစကားပြောနေပြီးတော့မမိုးလဲဘာပြောနေရတော့ကင်တာတော့သူတခုကိုပြောချင်နေရနေမှာနားထောင်ကြည့်အောင်မမိုးကတော့နားမထောင်နဲ့ကင်တာကိုပဲအပြစ်ပြောတော့ဟိုကာကတော့မမိုးကိုစိတ်ချော်ခိုင်းလိုက်ပြီးတော့သူဘာပြောလဲနားထောင်ရအောင်သူကြည့်ရတာထပ်မတိုက်ချင်တော့ပုံမဲလို့ဘေးကနေအကြံပေးလိုက်တယ်မမိုးကတော့မနာလို့ဖြစ်ပြီးတော့နင်သူ့ကိုကာကွယ်ပေးနေရပေါ့ဟိုကာတော့မဟုတ်ပါဘူးလို့အမြင်ညင်းလိုက်ရပြီးအစကတော့ကာယူဝဆောင်တဲ့ကောင်မလေးလောက်တာကြောင့်လန့်သွားပြီးသူကအရန်လာအကြောင်းလို့ဆိုကပြောလိုက်တော့မမောကတော့စိတ်အရန်ဆိုးသွားတယ်။ဘာမှမပြောတော့နဲ့လို့ပြောပြီးထွက်သွားတော့တယ်။ကင်တာတော့ကြည့်ရတာငါတို့အဝေမတက်တာမဖြစ်တော့ဘူးနဲ့တူတယ်။သူတို့အခုလွှမ်းမှာကောင်းမလေးနဲ့ဆက်သွယ်ဖို့နေမြောင်ရှားမယ်။အပြင်ထွက်ကြတာပေါ့။ဟိုကောင်နဲ့ဒူသူမလေးကလည်းအပြင်ထွက်လာကြပြီးတော့ဟိုကောင်ကတော့သူ့အင်ကြီးကိုမဆွဲထားဖို့ပြောနေတယ်။ကာယူဝဆောင်တဲ့ကောင်မလေးလည်းထူးဆန်းတစ်ချက်ကြည့်လိုက်တယ်။ဟိုကောင်ကတော့သူ့ကိုနားမလည်ဖြစ်နေတယ်။ကြီးကျတော့ဘေးနားနေမျက်နှာပြောင်နေတိုင်နေ။ကင်တာလည်းကြီးကိုတားလိုက်ပြီးတော့သူ့ကိုသူမိတ်ဆက်လိုက်တော့သူကပထမဆုံးဝစ်ဆုံစီကိုဖြုတ်လိုက်သူဖြစ်ပြီးဟိုကာရန်အယူတက်တာပဲဟိုကာရန်သူပြောတာနားလဲမင်းတို့ထင်မြင်ချက်ကိုပေးနိုင်မှာမမိုအထင်လွဲနေအောင်လည်းဖြေရှင်းနိုင်မှာပဲဟိုကာရန်တတိုက်ကတော့ယူသားအိဖြစ်တဲ့ပစုံဦးလေးရေရောက်လိုက်ကြပစုံဦးလေးကတော့သူကဘာတူလဲသူ့လိုယူသားမျိုးတစ်ခါမှမမြင်ဘူးကြီးလဲခမရတို့နှစ်ယောက်ကအတော်စင်တာပဲပစုံဦးလေးကတော့မတူပါဘူးကွာကျင်တာတော့ဒီလူကဘာတူလဲဟိုကာရန်သူ့ပစုံဦးလေးလို့ခေါ်ကြသူကလည်းယူသားပဲကျင်တာသူအရင်ကယူသားမမြင်ဘူးသူကြည့်ရတာတက်လက်ပိုင်းလူကြီးနဲ့တူတယ်ပစုံဦးလေးရတော့စကပြန်ဆက်ကိုတောင်းကြတာပေါ့ဟိုကာရုံးလည်းအသုံးဝင်တာမရှိလို့တော်သေးရပေါ့ပစုံဦးလေးရတော့ကဘာပေါ်ဆက်ရတော့တော်တော်အသုံးဝင်ခဲ့ရကာယူဝဆောင်တဲ့ကောင်မလေးကိုလည်းစကပြန်ဆက်တက်ပြလိုက်တော့ချီကျန်းတော့ပုံစံကိုမြင်သွားပြီးရေနေတော့ကင်တာကတော့သူ့ကိုရေတာသဘောမကျဘူးဆိုကကာပြောနေဟိုကာရုံးကတော့ဒါဆိုဂျိုသားစကားကိုနားလေတော့မယ်ပေါ့ပစုံဦးလေးရသူတို့မပြန်နိုင်သေးရဲ့ဘာသာပြန်တဲ့အရာတွေလည်းရှိသေးတယ်ကြီးကတော့ဟိုကာရုံးအရင်ပြောခိုင်းလိုက်တယ်ဟိုကာရုံးလည်းသူ့ကိုသူမိတ်ဆက်လိုက်တော့ကာယူဝဆောင်တဲ့ကောင်မလေးကတော့ဟိုကာရုံးတို့ကြည့်နေဖာမိုလာဆိုပြီးတော့သူ့ကိုသူပြောလိုက်တယ်ကြီးနဲ့ကင်တာတို့ကလည်းဘာမှမသိဖြစ်သွားဟိုကာရုံးကတော့ငါတို့ထပ်ပြောပါအောင်ဘာဖြစ်လို့ဒီကဘာရောက်လာရအောင်ကာယူဝဆောင်တဲ့ကောင်မလေးကတော့ပီပီပပပဲပြောနေတော့ပစုံဦးလေးကစိုးတာပဲစကားပြန်ဆက်ကစကားနည်းလေးကိုပဲပြန်နိုင်တယ်စင်တူရဲ့စကားတော့အချိန်ယူနေရကာယူဝဆောင်တဲ့ကောင်မလေးကတော့စွမ်းအားကြီးတဲ့သူနဲ့တိုက်ဖို့လာသူကစွမ်းအားကြီးတဲ့လူနဲ့တိုက်ခဲ့ကြပြီးရှောင်းသူနဲ့လက်ထပ်ရမယ်ဟိုကာရုံးလည်းပါဇက်အောင်သားဖြစ်သွားကြီးနဲ့ကင်တာတို့လည်းပြောစကားတွေပါခဏတော့ပျောက်ဆုံးသွားကင်တာတော့စိတ်ကြိုကြည့်ရခဲ့သူဖြစ်ပြီးသူကပဲအနိုင်ရွေးရဟိုကာရုံးလည်းကင်တာပြောအမှန်ပဲလို့ထောက်ခံလိုက်တယ်ကြီးလည်းမင်းတို့ပြောတာသူနားလဲပုံမှန်ကင်တာတော့တော်တရားဘောစုကတက်ပြီးနေချနေဟိုကာရုံးကသူမရွေချက်ကိုဘာဖြစ်သိရပြီဒါဆိုမမွန်တဲ့ကိစ္စကိုလည်းဖြေရှင်းလို့ရပြီကင်တာတော့ဒီရှုပ်ထွေးမှုကသူ့ပြပါအဆုံးသတ်ဖို့အရှင်းရောက်လာပြီသူ့စီကိုလာပါဆိုပြီးဒီမတ်ကြီးကိုဖွင့်ပေးထားလိုက်တော့ကာကျူးဝတ်ဆောင်တဲ့ကောင်မလေးဟိုကာရုံးစီကိုပြေးဖက်လိုက်တော့ကင်တာတော့နောက်တစ်ချိန်ပြောစရာပါထပ်ပြောက်ဆုံးသွားပြီဟိုကာကတော့ငါတို့အဆုံးသတ်အတွက်ရောစကန်ပြန်သက်ရှိသေးလားလို့ဘဇုံဦးလေးကိုအကူအညီလမ်းတောင်းတယ်ဘဇုံဦးလေးကတော့မရှိတော့ဘူးလေအလုံးလုံးမဖြစ်တော့မယ်လေမင်းတို့နောက်တစ်ခါလာအစင်မြောင်သူကလိထားပြီမယ်ဟိုကာကတော့စိတ်ညစ်သွားပြီးတော့ကင်တာတရားကတော့မကျင်မလက်တွေဖြစ်ပြီးတော့သူ့ကူးလေးလက်မလျှော့နိုင်သေးဘူးအဆောက်အပြတ်တစ်ခုထဲမှာဂျိုသား၃កောင်ရောက်နေငါတို့မင်းအရင်မတွေ့ဘူးဒါမင်းရဲ့ပထမဆုံးကဘာပေါ်ရောက်လာတာဒါဆိုဒီနေ့မြတ်သူတို့ပိုင်နေပဲမင်းစိတ်ရှိတိုင်းဝင်နိုင်ထွက်နိုင်တဲ့နေရာမဟုတ်ဘူးလို့ပြောနေအောင်သူ့ဘေးကနှစ်ကောင်နေအောင်ကန့်ရင်ကြွသွားတယ်စကားပြောနေကောင်လည်းကြက်ပုံစံလက်နဲ့ခေါင်းအောင်ကင်ထားလိုက်မင်းကိစ္စလည်းငါကိစ္စငါကိစ္စလည်းငါကိစ္စလို့တယောက်တည်းတိုင်ပန်ချပ်တာလို့အဆုံးသတ်ထားတယ်